ဒါဝင်ဒါပါဝယ်ရမှာလား အမကြီးက gas မီးဖို့လေ gas မီးဖို့က gas အိုးမရှိပဲဘယ်လိုသုံးမှာတော့ဝယ်ရမှာပေါ့ ကြောက်ရင်မှကြောက်လို့ဂဆိုးကြီးနေလို့ မကြောက်နဲ့မစိုးရင်လည်းမီးဖို့မှာဆန်းစားပါတယ်နော် gas အိုးဒီကောင်အထွက်မှာဒီမှာကြည့်တာ regulator ရိုးရိုးတာမ regulator အကိုတော့မတုံးပေးတာဘူး auto cut ကောင်ဒီမှာ pipe ဟုတ်ပြီနော်ညီလေးမီးဖို့မှာတက်ထားတဲ့ pipe ကပေါက်သွားလို့ဖြစ်စေပြုတ်သွားလို့ဖြစ်စေဒီအိုးထဲမှာ gas အရေးရှိတယ်အကိုပြမယ်ဒီမှာကြည့် over ဖွင့်လိုက်တယ်အဆုံးထိလှည့်လိုက်တယ်ထွက်လာ gas ကအနက်နဲ့ခွဲလို့ရတယ်အတန်နဲ့ခွဲလို့ရတယ်မထွက်ဘူးနော်ကဲလက်တွေ့အကိုထပ်ပြီးစမ်းပြမယ်ဒီမှာကြည့် gas ထွက်တယ်ဆိုဒီမှာမီးထတောက်ပါဟုတ်တယ်နော်ဘာလို့လဲ pipe ကပြုတ်နေတယ် link ဖြစ်နေတဲ့အနေထားမှာ over ဖွင့်လိုက် gas မထွက်ဘူးဒီဘူးဒီလေးနှိမ့်မှအခုမှ gas ထွက်တာဘာမှစိုးရိမ်စရာမရှိဘူးညီလေးက quality ပစ္စည်းတွေရောင်းပေးတာကဲကြားနေပြီဒီကိုလည်းတနည်းကောင်ချားလေးလုပ်လိုက်တော့တားရတကောင်ပကင်လုပ်ပြီးတော့မအခုဟိုပို့ပေးဖို့လို့ ဈေးလည်းမပြောဘယ်လောက်ကြတော့ ဟာပါလေးပါဒီမှာငါညီကလည်းဒီမှာဒီ 12kg အိုးနဲ့တစ်ဆက်လုံးမှာကွာဒီမှာ8သိန်းကျော်ပဲကြာတာမဟုတ်စားကလောက်ပဲရှိတယ်ပါလေးပါကွာဒါမင်းတို့ပကင်လုပ်ပြီးအမြန်အကုန်ကြီးနဲ့ထည့်ပေးလိုက်တော့လေ ဘယ်လိုထည့်ပြရမှာတော့ကျွန်တော်မှမစင်တတ်တာ ဟုတ်ပြရမှာလား ဟုတ်ပြရမှာဟုတ် ရတယ်လေကိုကြီးအဲ့ဆိုပို့ဆောင်တက်ဆင်က charges ဟာအခုကျွန်တော်လမ်းလျှောက်လာတယ်ကိုအသေးတန်အသေးရခေါ်ပြီးရောင်းနေတာ ဟောအဲ့လိုလားအော်တိုက်လုပ်ပေးလိုက်ကွာ အရှင်ပြပစ္စည်းလာဖို့ပဲနော် ပို့ပေးမှာပေါ့စိတ်ချငါ့ကိုပို့ပေးမှာဒီမှာကိုခဏလေးဒီမှာဒါလေးကြည့်ကောင်းတယ်ဒီကောင်ဆို ဟုတ်တော်ပြီ